ခင်အောင်တဲ့ခေတ်သစ်အားပြိုင်မှုကြားကမန်စီအမ်ဘာဘေအပြေးပြိုင်ပွဲအားလုံးပဲမင်္ဂလာပါများ Rise 7 Online Agency ကနေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်။လဲမန်စီယာဘောလုံးကားရဲမှာကျင်းလာခဲ့တဲ့ဆယ်စုနှစ်နှစ်ခုကျော်ကာလအတွင်းအမျိုးမျိုးသောပြိုင်ပွဲတွေကို KSS ရှင်ပြိုင်ခဲ့ကြပါတယ်။ထူးဆန်းတာကမန်စီနဲ့ရှင်ပြိုင်နိုင်ရှင်နေတဲ့သူတွေသာပြောင်းသွားကြတယ်။မန်စီကတော့ပင်နိုင်မင်းသားကြီးဖြစ်နေစေပါမယ်။မန်စီယာခရစ္စတန်ရယ်လိုခင်မှာအန်ကလစီကိုပြိုင်ပွဲအဖြစ်ရှင်ပြိုင်ခဲ့ကြတော့ကီလီယန်အမ်ဘာဘေခင်မှာလည်းနိုင်ငံအသင်းချင်းအားပြိုင်မှုတွေစတိုက်မြင်တွေ့နေရပါတယ်။လွန်ခဲ့တဲ့၄နှစ်2020နှစ်ကာတာကဘာပလာမှာမန်စီကအမ်ဘာဘေရဲ့ပြင်သစ်ကိုဖိုင်နယ်မှာနိုင်ယူပြီးချန်ပီယံဖြစ်ခဲ့ပါတယ်။အမ်ဘာဘေကတော့ရှီဗဒန်ဆုကိုရရှိခဲ့တာပါ။ဒီကနေ့ကမန်စီနဲ့အမ်ဘာဘေတို့ဟာကဘာပလာပြိုင်ပွဲတွေဖြစ်လာကြပါတယ်။2026ကဘာပလာမှာလည်းဒီနေ့အောက်ကနောက်တစ်ချိန်ထိတိုက်တွဲဆုံကြပြန်ပြီးချန်ပီယံနေရာအတွက်ရောရှီဗဒန်ဆုအတွက်ပါပြိုင်ဆိုင်ဖြစ်နေကြပါတယ်။မန်စီကအန်ဂျီနိုဦးဆောင်ပြီးကဘာပလာဖွင့်ကလေးကဂိုးတွေတိုင်းတိုင်းသွင်းနေခဲ့ပါတယ်။မန်စီကအေဂျီယာနဲ့ပွဲမှာဟတ်ထရစ်သွင်းကိုရရှိခဲ့သလိုဒီတစ်ပတ်ကစားခဲ့တော့လေအော်စတြီးယားနဲ့ပွဲမှာနောက်ထပ်2ဂိုးသွင်းနိုင်ခဲ့ပါတယ်။မက်ဆီကကမ္ဘာ့သွင်းကို18ဂိုးထိဖြစ်လာခဲ့တာကြောင့်ဂျာမန်တိုင်းစစ်မှုကြီးမီယိုစလိတ်ကလိုဆေးရဲ့သွင်းကိုစံချိန်ကိုကြော်တက်ပြီးကမ္ဘာ့ရဲ့ဂိုးသွင်းအများဆုံးကစားမဖြစ်လာခဲ့ပါတယ်။အာဂျင်တီးနားဟာကမ္ဘာ့မှာသွင်းကို9ဂိုးရရှိထားပြီး9ဂိုးလုံးကိုမက်ဆီတယောက်တည်းကသွင်းယူပေးထားတာပါ။မက်ဆီကလက်ရှိကမ္ဘာ့မှာသွင်းကိုအများဆုံးပြင်ရှီဗနန်အတွက်ရှိကပေးနေပါတယ်။ဖန်နီဦးတွေပါဂိုးဖြင့်ပြောင်းနိုင်ခဲ့ရင်အကောင်းဆုံးကစားသမားရှီဘောလုံးစုကလည်းမက်ဆီအတွက်ပဲဖြစ်လာအောင်ပါသေးကြပါတယ်။မန်စီကဒီစံချိန်ကိုကမ္ဘာ့28ပွဲကစားပြီးရောက်ရှိခဲ့တာဆိုရင်မန်စီရဲ့နောက်ကနေကတ်လိုက်နေပြီးကျောင်းပွဲပွဲဂိုးသွင်းဆိုင်ကိုပြသနေသူတယောက်လည်းရှိပါတယ်။ဒိန်းနီညာလေးအမ်ဘာဘေကကမ္ဘာ့ပွဲပေါင်း16ပွဲကနေသွင်းဂိုး16ဂိုးထိရရှိထားပြီးလက်ဖျားခါလောက်တဲ့စွမ်းရည်ကိုပြသနေပါတယ်။အမ်ဘာဘေကကမ္ဘာ့အဖွဲ့စီနီဂေါနဲ့ပွဲစဉ်မှာအဖွင့်ဂိုးသွင်းယူပေးခဲ့တယ်လို့အချိန်ပေါ်မှာစီနီဂေါကခြေပါဦးတကိုရသွားတော့လည်းချက်ချင်းတုံ့ပြန်လာခဲ့ပြီးနောက်တကိုးပြန်သွင်းလို့အနိုင်သေးကြစီခဲ့ပါတယ်။ဒီတစ်ပတ်အီရန်နဲ့ပွဲစဉ်မှာဆိုရင်လည်းရာသီဥတုဆိုးရွားလို့ပြီးမော်ကျုံမုန်တိုင်းတွေမှာတိုက်နေခဲ့ပါတယ်။ဒါပေမဲ့အမ်ဘာဘေဂိုးသွင်းတာကိုတော့ဘယ်သူမှမတားဆီးနိုင်ပဲနောက်ထပ်2ဂိုးခွင့်ပြုလိုက်ရပါတယ်။အမ်ဘာဘေကကလိုစင်းနဲ့စံချိန်တူကမ္ဘာ့သွင်းဂိုး16ဂိုးဖြစ်နေပြီးမက်ဆီရဲ့နောက်2ဂိုးအကွာဒုတိယနေရာကနေပြေးလိုက်နေပါတယ်။ချွန်နယ်ဆူတစ်ခုအတွက်ကြည့်မယ်ဆိုရင်လည်းအမ်ဘာဘေကမက်ဆီနဲ့2ဂိုးအကွာကနေကတ်လိုက်နေတာတွေ့ရပါတယ်။နှစ်တင်းကချန်ပီယံလောင်းအသင်းတွေမို့အပေါ်ပိုင်းရှုံးထွက်ပွဲတွေအထိဆက်လက်ရှင်ပြိုင်တာမြင်တွေ့ရနိုင်ပြီးဒီပြေးပြိုင်ပွဲမှာဘယ်သူအနိုင်ရမလဲဆိုတာရင်ခုန်စရာကောင်းပါတယ်။မန်စီနဲ့အမ်ဘာဘေအပြင်နောက်ထပ်ချီကျူးရမယ့်ကစားမတယောက်လည်းရှိနေပါသေးတယ်။ဂိုသင်းဆေးရုံကြီးအာလင်ဟာလန်ဟာနော်ဝေကို28နှစ်ကြာပြီးတဲ့နောက်ကမ္ဘာ့ဝင်ခွင့်ပြန်လည်ရယူပေးထားပါတယ်။ဟာလန်ကလည်းသူ့ရဲ့ပထမဆုံးကမ္ဘာ့ပွဲဥထွက်မှာနော်ဝေအတွက်2ပွဲကစားပြီး4ဂိုးသွင်းပေးထားပါတယ်။ဟာလန်ရဲ့ထန်းတင်ပေးမှုနဲ့နော်ဝေက2ပွဲကစား6မှတ်ရပြီး32သင်းအဆင့်ကိုတက်ရောက်နိုင်ခဲ့ပါတယ်။ဟာလန်ကနော်ဝေကဖြစ်နေတဲ့အတွက်အပေါ်အဆင့်တွေတက်ဖို့မသေးကြဘူးဆိုရင်တော့ကမ္ဘာ့စင်မြင့်ထက်မှာခုလိုဂိုးတွေသွင်းပြနေတာချီကျူးရပါမယ်။မန်စီယာသူခေတ်ကမဟုတ်တော့တဲ့နောက်တက်လူငယ်တွေနဲ့တောင်ရှင်ပြိုင်နေတော့အနိုင်ရရှိနေတော့မှာမန်စီယာဒီအသက်အရွယ်နဲ့ဒီလိုစွမ်းဆောင်ရည်တွေပြသနေတာအန်အောဖို့တောင်ကောင်းနေပါတယ်။ဒီအချိန်ကမ္ဘာမှာရှီဗနက်ကိုဘယ်သူပဲရသွားပါစေ။ဒီချိန်မှာအမ်ဘာဘေကမန်စီရဲ့ဂိုးသွင်းစံချိန်ကိုကျော်ပြတ်သွားနိုင်ပါစေ။မန်စီလိုမျိုးအသက်39နှစ်မှာဒီလိုစွမ်းဆောင်ပြနိုင်အောင်မလားဆိုတာဘယ်သူမှရဲကြီးစိန်ခေါ်ရဲမှာမဟုတ်ပါဘူး။အကြောင်းရင်းကတော့မန်စီသားလင်ထာဝရအကောင်းဆုံးကစားသမားဘော်လော့ကရဲ့အလားတရားအဖုံးဖြတ်နိုင်တဲ့စိတ်ကြီးဖြစ်နေလို့ပါပဲ။ကြီးစုပေးကြတာကျေးဇူးတင်ပါတယ်။